إن الحمد لله نحمده ونستعينه ونستغفره ونعوذ بالله من شرور أنفسنا وسيئات أعمالنا من يهد الله فلا مضل له ومن يضلل فلا هادي له الحمد لله الذي أمر بالإحسان إلى الإدامة ووعد على ذلك الثواب العظيم والفضل الجزيل وتوعد من ظلمهم أو قهرهم بالعذاب الأليم وأشهد أن لا إله إلا الله وحده لا شريك له تعظيما لشأنه وأشهد أن محمدا عبده ورسوله وخليله صلى الله عليه وعلى آله وصحبه ومن تبعهم بإحسان إلى يوم الدين وسلم تسليما كثيرا الحمد لله دين مرو دماشير لوجمنه زكاة الفطر وأحكام العيد فطرة بيتين سايا بينيا تشمياني عيد نية بينيا تشميان سورة قانزنا دماشير لوجمنه أتينا الله تيمبيا بيتوما فيبارကျွန်တော်တို့အစ္စလာမ်သာသနာရဲ့အမြင့်မြတ်ဆုံးသောလမ်းမြကြီးတစ်လဖြစ်တဲ့ရမဇန်လမ်းမြဟာမကြာခင်မှာပဲသူ့ရဲ့အထုပ်အပိုးတွေကိုပြင်ဆင်ပြီးတော့မှအလစီကိုပြန်တော့မှာဖြစ်တယ်ရမဇန်လမ်းမြဟာဒီနေ့ပေါ့နော်2026ကရမဇန်ဟာဗမယ့်နေ့တွေမှာလည်းပြန်လာအောင်မယ်တမတ်ထားတဲ့အချိန်ရောက်ရင်တမတ်ထားသောပုံစံနဲ့ရမဇန်ကတော့အဖန်တလဲလဲပြန်လာနေလိမ့်မယ်သို့တော်ဒီမှာရှိတဲ့ကျွန်တော်လူကြီးမင်းတွေဟာလာမယ့်နေ့မှာရှိမလားမရှိဘူးလားကျွန်တော်တို့မသိနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့မနစ်ကဒီပလီမှာပဲကျွန်တော်တို့နဲ့အတူဝါဖြည့်ခဲ့တယ်ကျွန်တော်တို့နဲ့အတူတာရာဝီဆလတ်တွေဝတ်ပြုခဲ့တဲ့လူတော်များဟာဒီနေ့ရမဇန်မှာမရှိတော့ဘာဖြစ်လို့လဲဆိုတော့ဒီချင်းတရားဟာအလ်မောတူတအတီဖဂျအတန်ရုတ်တရက်ဆက်ရောက်လာသောအရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လက်ရှိကြုံဆုံနေရတဲ့ရမဇန်လမ်းမြကိုပြန်ကြည့်ရင်ဒီနေ့ဟာနောက်ဆုံးရက်ဖြစ်ရှင်လည်းဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံမှာဒီနေ့လကြည့်မှာဆိုတော့လမြင်နေဆိုရင်အင်ရှာအလ္လာဟ်မနေ့ပြန်ဟာကျွန်တော်တို့အိတ်ဖြစ်မယ်မမြင်ဘူးဆိုရင်တော့နောက်တစ်ရက်ပေါ့အဲ့ဒီတော့ဆိုရမဇန်လမ်းမြကိုဖြတ်တန်းတဲ့နေရာမှာကျွန်တော်တို့လူအချို့ဒီလိုမျိုးလည်းတွေ့ရတယ်အစ္စဟဒဖီဟီမန်အစ္စဟဒအပတ်တကုတ်စူးစမ်းအားထုတ်ပြီးတော့မှသူပဲမနေ့ပြန်သေးတော့မယ်အလားအလိုအတွေးပေါင်းစုံနဲ့ကုရ်အာန်တွေဖတ်တယ်ဆလာတ်တွေဝတ်ပြုတယ်တရာဝီဆလာတ်လည်းဝတ်ပြုတယ်အစရှိသည်ဖြင့်အလာနှစ်သက်သောအလုပ်တွေမှာပဲရမဇန်လတစ်လလုံးကိုစူးစမ်းအားထုတ်ခဲ့တဲ့အုပ်စုတစ်အုပ်စုရှိတယ်အဲ့ဒီသူတွေကတော့ဟူမူလ်ဖာအီဇွန်သူတို့ဟာအောင်မြင်မဲ့သူတွေနောက်တစ်အုပ်စုကကတ်ဆရာဖီဟီမန်ကတ်ဆာရမဇန်မဝင်ခင်မှာသူဘယ်လိုနေထိုင်တယ်လဲအဲ့ဒီအတိုင်းပဲနေထိုင်တယ်ရမဇန်မဝင်ခင်မှာဘယ်လိုမကောင်းမှုတွေကိုလုပ်တယ်လဲအဲ့ဒီအတိုင်းပဲလုပ်တယ်အဲ့ဒီသူတွေကတော့ဥဒိုင်ကဟူမူလ်ခါဆီရွန်လုံးဝဆုံးရှုံးမဲ့လူတွေဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ရမဇန်လမ်းမြရဲ့ကောင်းမြတ်သောအကျင့်သီလတွေကိုအလောရှိမြလက်ခံမခံဆိုတာဘယ်လိုသိနိုင်မလဲအလုံးကရမဇန်မှာရိုဇာထားတယ်တော်တော်များများမွတ်စလင်တွေဟာဆလာဝတ်ပြုတယ်မွတ်စလင်တွေအမြဲတမ်းသွားနေတဲ့ DJ club တွေအရက်ဆိုင်တွေတော့ပိတ်လိုက်ရတယ်ဘာပဲဖြစ်ဖြစ်ဒီရမဇန်လမှာဘာရကတ်ရမဒန်ရမဇန်လမြောက်ကိုယိုသေးလေးစားသောအဖြစ်မွတ်စလင်တော်တော်များဟာအရက်မတော့သို့ပေါ်ရမဇန်ပြီးတော့အခုအိတ်မြင်ပြီးဆိုရင်တချို့အဲ့ဒီလမြင်ပြီးဆိုကြတဲ့ကအမှသွားပြီးတော့နည်းနည်းသွားမြည်တယ်တချို့ကြတော့အဲ့ဒီညကိုမသွားဘူးအပြီးနောက်နေ့ပေါ့အနေ့နောက်နေ့မှာဆိုရင်အရင်အတိုင်းပဲအရက်တောက်တဲ့သူကတောက်နေတယ်မိမလိုက်စားတဲ့သူကမိမလိုက်စားနေတယ်ဆလာဝတ်မပြုတဲ့သူကဆလာဝတ်မပြုတော့ဘူးစသည်ဖြင့်အလ်အယာဒူဘီလာအဲ့ဒီအလုပ်တွေကိုလုပ်နေတယ်ဆိုရင်သူဟာအလ္လာဟ်ကိုအီဘာဒတ်လုပ်တာမဟုတ်ရမဇန်မှာဆလာဝတ်ပြုတယ်ရမဇန်မှာအလ္လာဟ်ခိုင်းတာတွေအလုံးကိုလုပ်တယ်ဟတ်တာအနဝါဖီနဖီဆလာတ်တွေအများကြီးလည်းသူဝတ်ပြုတယ်သို့တော့ရမဇန်ပြီးတာနဲ့အဲ့ဒါတွေတခုမှမလုပ်တော့ဆိုရင်အဲ့ဒီသူဟာယအဘူဒူရမဒန်ရမဇန်ကိုကိုးကွယ်တာအလ္လာဟ်ကိုကိုးကွယ်တာမဟုတ်ရမဇန်ကိုဘာလုပ်တာလဲကိုးကွယ်တာရမဇန်မှာဘဲဖရတ်ဆလာတ်တွေအဲ့ဒီတိုင်းမှာအခြားသောကုရ်အာန်ဖတ်တာတွေနဖီဆလာဝတ်ပြုတာတွေအားလုံးကိုလုပ်တယ်
ရမ်ဇန်ပြီးတာနဲ့အဲ့ဒီအလုပ်တွေကိုအားလုံးကြောခိုင်းလိုက်ပြီးတော့မှအရင်ဘလို့နေလဲဘလို့လုပ်တယ်လဲအဲ့ဒါတွေပဲလုပ်နေတဲ့သူတွေဟာယအဘူဒူနာရမဒန်ရမ်ဇန်ကိုကိုးကွယ်တာအလ္လာဟ်ကိုကိုးကွယ်တာမဟုတ်အလ္လာဟ်ကိုကိုးကွယ်တာမဟုတ်တော့အလ္လာဟ်ကိုကိုးကွယ်တဲ့သူတယောက်ဆိုရင်ရမ်ဇန်ဒီသူ့ကိုယ်သူပြုတ်ပြင်ဖို့အတွက်အကောင်းဆုံးသောယာသည်အဲ့ဒီကနေစပြီးတော့မှအဲ့ဒီအလေးအကျင့်ဟာသူမသိမချင်းတောက်လျှောက်ပါသွားတယ်ဆိုရင်အဲ့ဒီသူတွေဟာယအဘူဒူနာအလ္လာဟ်ကိုကိုးကွယ်တာအလ္လာဟ်ကိုကိုးကွယ်တာဘာဖြစ်လို့လဲဆိုတော့ရဘ်ဘူရမဒန်ဟူဝရဘ်ဘူရှူဟူရမ်ဇန်လကိုဖန်ဆင်းတဲ့အရှင်ဟာကြံတဲ့17လလုံးလဲသူပဲဖန်ဆင်းတာသူပဲဖန်ဆင်းထားတာအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဟာရမ်ဇန်ကိုကိုယ်ရတဲ့မွတ်စလင်တွေမဖြစ်ရအောင်အလ္လာဟ်ကိုပဲနှစ်စဉ်ရက်ဆက်အဘာသာလုပ်နေတဲ့မွတ်စလင်တွေဖြစ်တဲ့အဲ့ဒီတော့ဒီရမ်ဇန်လများဟာအခုမကြခင်ဆိုရင်ကုံဆုံးတော့မယ်ဆလပ်လို့ပြောတဲ့ဆာဟာဘာတွေတာဘီအင်တဘတာဘီတွေရဲ့ခေတ်မှာရမ်ဇန်ကုံလာပြီဆိုရင်သူတို့အရန်ချစ်ရတဲ့ချစ်သူတွေနဲ့ကွဲရတဲ့ကဲလို့ကြေကွဲတယ်ငိုတယ်နှောင်တရဘာဖြစ်လို့လဲဆိုတော့လာမယ့်နေ့ရမ်ဇန်မှာသူရှိမလားမရှိဘူးလားဆိုတော့မသိနိုင်တော့တဲ့အတွက်ကြောင့်ဒီလောက်မြင့်မြတ်တဲ့လကြီးနဲ့ခွဲခွာရတော့မှဖြစ်တဲ့အတွက်ကြောင့်ကြေကွဲကြတယ်ဝမ်းနည်းကြကျွန်တော်တို့ဒီခေတ်မှာရှိတဲ့မွတ်စလင်တွေအချို့ကကြတော့ရမ်ဇန်လကုံမာဟိုတချို့ကဘာဖြစ်လဲကြောက်တယ်ဘာဖြစ်လို့ကြောက်လဲရမ်ဇန်မှာသူဆိုင်အောင်ကောင်းတယ်ရမ်ဇန်မှာတည်တံ့သူက special အခါမူဂီတွေပါတယ်ညာတွေစသဖြင့်သူလှုပ်တော့တော်တော်ရောင်းရတယ်ဗျာတော်တော်ရောင်းရတဲ့ကြောင့်စီးပွားရေးအမြင်နဲ့သူရမ်ဇန်ကိုမကုန်ခြင်းဘူးတချို့ကြတော့ရမ်ဇန်မကုန်သေးဘူးလားဆိုပြီးတော့မှသူတို့ဘာလုပ်ကြတယ်ဆိုတော့မိကုန်းထုတ်ကြတာရှိတယ်အဲ့ဒီလူတွေကလူမိုက်တယ်လူယုံမာတယ်သူတို့ဟာရမ်ဇန်အနှစ်သာရရမ်ဇန်ရဲ့အဓိပ္ပာယ်ရမ်ဇန်ရဲ့တန်ဖိုးမသိဘူးအဲ့လိုမျိုးလူဒန်းစားအသီးသီးကိုကျွန်တော်တို့ဘာလုပ်ရမလဲတွေ့ရအောင်အဲ့ဒီတော့ကျွန်တော်တို့အစ္စလာမ်သာသနာမှာရမ်ဇန်လမြကုံဆုံးတော့မယ်ဆိုရင်အစ္စလာမ်သာသနာကမွတ်စလင်မျိုးသားမျိုးသမီးတိုင်းပေါ်မှာဖရတ်တစ်ခုသတ်မှတ်ထားတာရှိတယ်အဲ့ဒါဟာပါတယ်ဇကာတ်ုလ်ဖစ်တရာလို့ပြောတဲ့ဖစ်တရာပေးခိုင်းတာဒီမှာတော့ကျွန်တော်တို့ဖစ်တရာဆိုပြီးတော့မှအခေါ်များတယ်အဲ့ဒါဟာလဲအစ်ဆလတ်ဝုမပြုခင်အရင်မှာပေးရအစ်ဆလတ်ဝုမပြုခင်ရင်မှာဒီအီဒ်ဇကာတ်ုလ်ဖစ်တရလို့ပြောတဲ့ဖစ်တရာပေးရအဲ့ဒါနဘဒ်အဘဒူလာဘ်ဥမာရဒီအလ္လာဟူအန်ဟူမာသူစံပြန်တဲ့ဝါရဝေမဘူခါရီဂျန်ဟဒီနံပါတ်1503မွတ်စလင်ဂျန်ဟဒီနံပါတ်984မှာမတန်းတင်ထားတယ်သူကပြောတယ်ဆိုတော့ဖရဒရဆူလလာဟ်ဆလ္လာလဟ်အလိုင်ဝါဆလမ်အလ်ဖစ်တရာမင်ရမဒန်တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ဟာဖစ်တရာပေးခြင်းကိုဖရအဖြစ်သတ်မှတ်ခဲ့တယ်တဲ့ရမ်ဇန်လမှာဘယ်သူတွေပေါ်မှာလဲအလ်အဘ်ကျုံဝလ်ဟူလွတ်လပ်တဲ့သူဝလ်ဇကာအမျိုးသားဝလ်အုမ်ဇာအမျိုးသမီးဝလ်ဆဂီရ်ကလေးဝလ်ကဘီရ်လူကြီးနဲ့မွတ်စလင်မွတ်စလင်အားလုံးမွတ်စလင်တွေထဲကနေကလေးလူကြီးအမျိုးသားအမျိုးသမီးကျုံသို့မဟုတ်လွတ်လပ်တဲ့သူအဲ့ဒီသူတွေအားလုံးအပေါ်မှာဖစ်တရာပေးခြင်းသည်ဖရဒွန်ဖရတ်ဖြစ်ပြီးတော့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်အဲ့ဒီဟာဒီမှာပဲဆက်မိတ်တယ်ဝအမရဘီဟာအမ်တူအဒ္ဒါကဘလခရူဂျ်နာစ်အီလာဆလာတ်ပြီးတော့အဲ့ဒီဖစ်တရာကိုဘယ်ချိန်မှာပေးခိုင်းတယ်လဲဆိုတော့လူတွေဆလာတ်ဝုမပြုတ်ခင်အရင်ဆလာတ်ဝုပြုတ်ဖို့အတွက်အီဒဂါကိုမထွက်ခွာခင်အရင်မှာဖစ်တရာကိုဘာလုပ်ရမလဲပေးဖို့အမိန့်ရှိထားတယ်အဲ့ဒီတော့အဲ့ဒီဟာဒီကနေဟာဒီပညာရှင်များအလ်အစ္စတင်ဘာဖတ်ဝါတစ်ခုဘာထုတ်လို့ယူတယ်လဲဆိုတော့အစ္စလာဝုပြုတ်ပြီးမှအကြောင်းမဲ့ဖစ်တရာပေးအဲ့ဒီဖစ်တရာဒီထားမမြောက်ဖစ်တရာမပိုင်ဘူးရိုးဆဒကာဖြစ်တော့ဖစ်တရာမဖြစ်တော့ပြီးတော့ဖစ်တရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဖစ်တရာရဲ့အတိုင်းတာဖစ်တရာဆာအမင်တအာမင်ဟာဒီသမှာတမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ရဲ့ဆွာနဘဝီလို့ပြောတမန်တော်မြတ်ရဲ့ဆွာချင်းတွယ်တဲ့ကရိယာချင်းတွယ်တဲ့ခွက်တစ်ခုအဲဒီဆွာဆိုတာကအဲ့ဒါဟာဘာလဲမင်မယက်တာတူမင်ဟူလ်အာဒမီယွန်းကိုနေတဲ့နိုင်ငံမှာလူတွေဟာဘယ်အရာကိုအများဆုံးစားသုံးတယ်လဲအဲ့ဒီစားစရာတွေကိုဘာလို့ခိုင်းတယ်လဲပေးလူခိုင်းတယ်အဲ့ဒါနံပါတ်3တမန်တော်ဘာပြောလဲမင်ဘောဂျုံဝရှအီရ်မူယောဆဘာဝတမရဆမနွန်ဒီဝလ်အူရ်စ်ဆန်အစရှိတဲ့အလိုဘယ်ကိုနေတဲ့နိုင်ငံမှာဘာကိုအများဆုံးစားသုံးလဲအဲ့ဒါကိုပေးခံတာအဲ့ဒါနံပါတ်3မှာအဘူဆအီဒ်အလ်ခူဒရီရဒီအလ္လာဟူအန်သူစင်ပြန်တဲ့ဟာဒီကိုအီမမ်ဘူခါရီရာဟီမဟူလာ
ဘူခါရီကသူ့ဘူခါရီကျမ်းသီးနံပါတ်1510မှာမတန်းတင်ထားတယ်အဘူစီခူဒရီယာဘာဘရဲဆိုတော့ကွန်နာကျွန်တော်တို့ဆာဟာဘာတွေဟာနုခရီဂျူယောမလ်ဖစ်ထရ في عهد النبي صلى الله عليه وسلم صاع من طعام ကျွန်တော်တို့ဆာဟာဘာတွေကတမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ခေတ်မှာဖစ်တရာကိုအစာတဆွပေးလေးရှိတယ်ဆိုပြီးတော့မှသူပြောတယ်ပြီးတော့သူဘာဆက်ပြောလဲဝကာနာတအာမူနာယောမအီဒင်အဲ့ဒီအချိန်တမန်တော်မြတ်နဲ့အတူသူတို့ရှိနေတဲ့အချိန်မှာသူတို့ဒေသရဲ့အစာဟာအရှအီရာဂျုံလေးမူယောစပါးတွေဝဇဘီဘ်စဒစ်ချောက်ဝလ်အကစ်ဆိုတာကျွန်တော် cheese ကိုပြောတာနိုဂဲဝတမ်မရာစမလုံးဒီဖြစ်တယ်ဆိုပြီးတော့မှအဘူစီအလ်ခူဒရီရာဒီယല്ലാဟူအန်သူကပြောပြတယ်အဲ့ဒီအတွက်ကြောင့်မသဟတွေမှာအခုအမြင်ကွဲပြီမသဟ၄ခုမှာ3ခုကတစ်ဖက်ဖြစ်ပြီးတော့မှတစ်ခုကတစ်ဖက်ဖြစ်လာအဒီကိုအခြေခံပြီးတော့ဟနဖီမသဟမှာဖစ်တရာကိုစံမြန်မာနိုင်ငံမှာဆိုရင်အများဆုံးစံစားတယ်စံပေးလည်းရတယ်ပြီးတော့ပိုက်ဆံပေးလည်းရတယ်ဆိုပြီးတော့ဖတ်ဝါပေးတယ်အီမန်ဘူနီဖာနဲ့သူ့တပည့်တွေကရှာဖီအီယာမာလီကီယာဟနာဘီလာဟမ်ဘလီမာလီကီရှာဖီရဲ့ထံမှာဖစ်တရာကိုပိုက်ဆံနဲ့ပေးခြင်းဒီလောဟာရာမပိုင်ဆိုပြီးတော့ကနေ့အထိအဲ့ဒီမဇဟာ၃ခုစီအဲ့ဒီအတိုင်းပဲရက်တည်ထားတယ်ဘာဖြစ်လို့လဲသူတို့ကဖလာတုဂျဇီဥဒ်ဒရာဟင်ဖစ်တရာကိုဒရာဟင်လို့ပြောတဲ့ငွေကြေးနဲ့ပေးခြင်းမရပေးခွင့်မရှိဘူးဝလ်ဖော့ချ်အခင်းနဲ့အခုလူတွေအိမ်မှာနေဖို့အခင်းတွေဝယ်ပေးတာဝလ်လီဘတ်စ်ဟိုအစားတွေဝယ်ပေးတာဝအကွာတုလ်ဘဟာအမ်တရိစန်ဒီစာဘိုအစားအသောက်တွေအစားတွေစီစဉ်ပေးတာဝလ်အမ်တီအာဆိုတာအသုံးဆောင်ပစ္စည်းတွေအဲ့ဒါတွေဟာလုံးဝခွင့်မပြုဘူးဆိုပြီးတော့မှမာလီကီယာရှာဖီအီယာဟနာဘီလာသူတို့တွေကဘာလုပ်ထားတယ်ဆုံးဖြတ်ထားတယ်ဘာဖြစ်လို့လဲဖိတရာကိုငွေကြေးနဲ့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်လက်ထက်မှာလဲရွှေတင်းကားတွေငွေတင်းကားတွေရှိတယ်ရှိနေပါလျက်နဲ့တမန်တော်မြတ်နဲ့ဆဟာဘာတွေဟာဖစ်တရာကိုပိုက်ဆံနဲ့မပေးခဲ့ဘူးဆိုပြီးတော့မှအဲ့ဒီမဇဟာ၃ခုမှရှိတဲ့ပညာရှင်တွေထောက်ပြတယ်တယောက်စီကမှဆဟာဘာတယောက်စီကမှအဲ့လိုဖစ်တရာကိုပိုက်ဆံနဲ့ပေးခဲ့တယ်ဆိုရထောက်ထားမရှိဘူးမရှိတဲ့အတွက်ကြောင့်မမိနေတဲ့နိုင်ငံမှာရှိတဲ့လူတွေဟာစုံလုံးသီးကိုအစားအစာဖြစ်စားရဆိုစုံလုံးသီးတစ်ဆွဂျုံဆွန်ဂျုံတစ်ဆွမူယောဆွန်မူယောတစ်ဆွဆန်ဆွန်ဆန်တစ်ဆွအဲ့လိုပေးရမယ်ဆိုပြီးတော့မှသူတို့ဆုံးဖြတ်တယ်သို့တော့နိုင်ငံရေးအခြေအနေတွေကြောင်းလဲလာပြီးနောက်ပိုင်းမှာတာဘီအီနေထဲကနေအမာဘ်အဗ်ဒူလ်အဇီဇ်ဟဆန်အလ်ဘဆရီဆူဖီယန်အသူရီအောဇာအီအဘူဟနီဖာရာဟီမဟူမူလာသူတို့တွေကတော့သူတို့ရဲ့ opinion သူတို့အမြင်နဲ့အားပဲဖြစ်ပိုက်ဆံဆိုရင်စည်ရသားတွေသူတို့စားကြတာသူတို့ဟာသူတို့ဝယ်လို့ရမချမ်းလို့ရမစသည်ဖြစ်အဲ့ဒီလိုမျိုးဖြောင်းချက်ပေးတယ်အဲ့ဒီတော့ဒီနေ့တော့ဆိုဒီမြန်မာနိုင်ငံမှာဆိုရင်တော့ဒီပုံစံကိုပဲကျင့်သုံးကြတာတွေ့ရအာကဘာမှာတော့အဲ့ဒါတွေမရှိဘူးသူတို့ဗလီတွေတော်တော်များမှာမလုပ်ထားတဲ့ဒီဖစ်တရာတွေကိုဂျုံတွေအိတ်လိုက်စီထားတာကိုခင်ဗျာဟာရမ်တို့မစင်နဘူတို့မှာတွေ့နိုင်တယ်အဲ့ဒီတော့ကျွန်တော်ကတော့အဲ့ဒီလမ်းစဉ်ကိုကျင့်သုံးတယ်ဘာဖြစ်လို့ဆိုတော့အကောင်းဆုံးအမြတ်ဆုံးတမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ဖစ်တရာပေးစေခြင်းရဲ့ရည်ရွယ်ချက်ထဲမှာတမန်တော်မြတ်ကတုမတ်တမ်လီလ်မဆာကင်စင်ရသားတွေကိုအစားအသောက်အဖြစ်ဆိုတဲ့ကန့်သတ်ချက်တစ်ခုပါတဲ့အတွက်ကြောင့်အဲ့ဒီမသား၃ခုရဲ့အမြင်ကိုကျွန်တော်အနေနဲ့ပို့ပြီးတော့သဘောကျတဲ့အတွက်ကြောင့်နေ့စဉ်ကျွန်တော်ကဆံမဲ့ပေးတယ်ကိုစားနေတဲ့ဆံဖြစ်အောင်ကိုစားနေတဲ့ဆံ3ကီလိုရှိတယ်ဆွတ်တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ပြောထားတဲ့တဆွတ်အဲ့ဒီဆွတ်ဆိုတဲ့အဲ့ဒီပမာဏဟာကျွန်တော်တို့ပစ္စည်းတွေရဲ့အလေးချိန်ပေါ်မူတည်ပြီးတော့မှကီလိုတွေกว่าမယ်အခုပမာဏအဖြစ်ဆန်ဆိုရင် 2.5 ကီလိုဂရမ်နဲ့3ကီလိုထိရှိတယ်အကောင်းဆုံးအန်ဒီရဲ့အကင်းဆုံးသောချိန်တွယ်မှုဟာတော့ရှိတ်ဘင်ဘာရာဟီမဟူလာဆိုဒီရဲ့မူဖတီကျော်ကပြောတယ်ဆလာဒတ်2ကီလိုဝါ3ကီလိုပေးလိုက်အဲ့ဒါဟာဆိုအကောင်းဆုံးပဲမလျော့တော့ပိုနေတာပြဿနာမရှိဘူးလျော့သွားမှဆိုလို့ဆိုပြီးတော့မှဘင်ဘာရာဟီမဟူလာသူကဖတ်ဝါပေးထားတယ်3ကီလိုဆိုရင်ကျွန်တော်တို့တတိကျော်ရှိတယ်ဗျာစံတတိကျော်တယ်အဲ့ဒီတော့ 2.5 ဆိုရင်လို့စီဘူး6ဘူးခွဲပေးရလို့စီဘူး6ဘူးခွဲပေးရမယ်ဆိုပြီးတော့မှပညာရှင်တွေရဲ့တိုင်းတာမှုတွေတွေ့ရတယ်ဘာဖြစ်လဲဆိုတော့စွာဆိုတာကချင်းတွယ်တဲ့ထက်စရာပမာဏတစ်ခု
ပမာဏတစ်ခုဖြစ်တဲ့အပေါ်မှာအခုကျွန်တော်တို့တကယ်အစစ်အဆန်ကောင်းတဲ့စုံလုံးသီးကောင်းတဆွနဲ့ညံ့တဲ့စုံလုံးသီးတဆွဆိုရင်ကီလိုမတူတော့ကီလိုအားဖြင့်မတူတော့အဲ့ဒီလိုမျိုးပဲဖြစ်လဲဆိုတော့စပစ်6လေးလဲဒီတိုင်းပဲ quality ကောင်းရင်ပိုလေးမယ် quality မကောင်းရင်ပေါ့တယ်အဲ့ဒီလိုမျိုးပါဖြစ်ထားတယ်လေဆိုတော့ပညာရှင်တွေကဒီ short ရဲ့အနက်အဓိပ္ပာယ်ကိုဖွင့်ဆိုထားတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ wal istiqra လေ့လာဆန်းစစ်ချက်တွေအရ al ahwat အကောင်းဆုံးအစဉ်စဉ်အသင့်ဆုံးဟာမွတ်စလင်တယောက်ဟာအကယ်၍သူကတမန်တော်များနဲ့ဆာဟာဘာတွေခင်မှာပေးခဲ့တဲ့အတိုင်းပဲပစ္စည်းဥစ္စာတွေစားစရာတွေပဲပေးမယ်လို့ဆုံးဖြတ်ရင်ဆန်ကိုအနည်းဆုံးအများဆုံးဘာလို့တင်တယ်3ကီလိုပေးတင်တယ်ဆိုပြီးတော့မှပညာရှင်တွေကဘာလို့ထားသလဲဖတ်ဝါအသီးသီးပေးထားတယ်အဲဒီတော့ဖီတရာပေးတဲ့နေရာမှာနောက်တစ်ခုဟာကဘလာဆလာတ်လ်အီဒ် the best time ဖီတရာပေးဖို့အတွက် the best time အကောင်းဆုံးသောအချိန်ဒီအစ္စလာဝမပြုခင်အချိန်ဖြစ်ရအစ္စလာဝမပြုခင်အချိန်အခုဆိုပါတော့အိမ်ကထွက်လာပြီအဲထွက်လာရင်းနဲ့အဲ့ဒီအချိန်မှာပေးတာဟာအဲ့ဒီနေ့အနှစ်ဖြစ်ရမယ်အစ္စလာဝမပြုခင်ဖြစ်ရမယ်အဲ့ဒီအချိန်မှာပေးတာဒီ afdal wa aula အမြတ်အဆုံးပဲဆိုပြီးတော့မှအသီးတွေမှာသိရနောက်တစ်ခုကကျွန်တော်တို့ the permissible window ဆိုတာကခွင့်ပြုတဲ့ရက်အမြတ်ဆုံးသောရက်ဟာအနှစ်အစ္စလာဝမပြုခင်မှာနောက်တစ်ခုကကျတော့ permissible ခွင့်ပြုတယ်အမြန်ဆုံးလို့မဟုတ်ပိုင်တယ်အဲ့ဒါဟာဗါလေအိတ်မတိုင်ခင်တရက်နှစ်ရက်အလိုကလေးကနေဖီတရာပေးလို့ရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှလည်းဟာဒီသ် ibn Abbas radiyallahu anhuma ibn Abbas radiyallahu anhuma စင်ပြန်ထားတဲ့ဟာဒီမှာဖီတရာနဲ့ပတ်သက်ပြီးတမန်တော်မြတ် sallallahu alaihi wasallam မိတ်ရှိထားတယ်ဖရာဝါ zakat al-fitri တမန်တော်မြတ်ဟာဒီဖီတရာပေးခြင်းကိုဖရာအဖြစ်သတ်မှတ်တဲ့ယူအချက်ဒီ tahuratan lis-sa'im ရိုဇာဥပုသ်စောင့်တည်ခဲ့တဲ့သူကိုတန့်စင်စေရန်တန့်စင်စေရန်ပြီးခံဘယ်နဲ့တန့်စင်ရမှာလဲမင်းလောဝေရိုဇာထားနေနဲ့အလာဘာတလာဘာအလဟာသာအချီအနီးတွေပြောခဲ့မိမယ်ဝရဖတ်ညဉ့်ညံနဲ့ရုပ်မှာရိုင်းဆိုင်နဲ့စကလုံးတွေကိုသုံးနှုံပြီးတော့မှပြောမိမယ်စိုးမိမယ်လှုပ်မိမယ်အဲ့ဒီလိုလှုပ်ရတွေကနေတန့်စင်စေရန်အတွက်ဖီတရာဘာလို့ခိုင်းတယ်ပေးခိုင်းတယ်ဒါပထမယူရချက်ဒုတိယယူရချက်ဟာဝတုအမတလ်မဆာကင်မရှိရှေးရသားတွေအဲ့ဒီအင်းတလင်းမှာဖူဖူလုံလုံနဲ့ချက်ပြုတ်စားတော့နိုင်ရန်အတွက်တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ဟာဖီတရာကိုဖရာအဖြစ်သတ်မှတ်ထားတယ်ဆိုပြီးတော့မှအဘူအဘ်နအဘာဆင်ရဒီယလ္လာဟူအန်ဟူမာသူရှင်းပြဒီတော့ဘာပြောတယ်ဖမန်အဒ္ဒါဟာတို့ဖြစ်ရမန်အဒ္ဒါဟာအကျဉ်သူသည်ကဘလဆလာအစ္စလာဥမပြုခင်အရင်မှာဖီတရာပေးတယ်တရက်နှစ်ရက်ပေါ့တရက်နှစ်ရက်အရင်မှာဖီတရာပေးတယ်ဆိုရင်ဖဟီယဇကာတုမကဘူလာဖီတရာလက်ခံခြင်းခံရမယ်ဖီတရာပိုင်တယ်ဝမန်အဒ္ဒါဟာတို့အကျဉ်သူသည်အဒ္ဒါဟာဘာဒ်ဆလာအစ္စလာဝပြုပြီးမှပေးတယ်ဆိုတော့ဖဟီယဆဒကာတုမင်ဆဒကာဖီတရာအထမမြောက်ဘူးရိုးဆဒကာတစ်ခုဖြစ်သွားမယ်ရိုးဆဒကာတစ်ခုဖြစ်သွားမယ်ဆိုတော့ဘူဒါဝဂျာဒီမှာ1609 Ibn Majah ဒီမှာ1822မှာဒီအသည့်ကိုသူတို့တွေကမတန်းတင်ထားတယ်အဲ့ဒီတော့အကယ်၍အဲ့မှာလူတယောက်သူအိနေကိုအိနေမသိလိုက်ဖြစ်တယ်တခါတည်းအလုပ်တွေများပြီးတော့မှအိနေမသိလိုက်ဘူးဗျာတိုးတော့အလာဘာဒ်ဆလာအစ္စလာဝပြုပြီးတော့မှဟာဒါအိနေပါလားဆိုပြီးတော့သူသိတယ်အော်ကာနဝတ်အခရာဂျီဟာဖီဘာရယ်ဒုမဟုတ်ဒီဖီတရာထုတ်ရမယ့်အချိန်ပေါ့အရက်အပိုင်းခြားမှာသူကကန္နာရတွေဘာတွေကိုရောက်နေတယ်အော်ဘလဒင်သူမဒီလိုနိုင်ငံတစ်ခုရောက်နေတယ်လိဆာဖီဟီမုစတဟစ်အဲ့ဒီနိုင်ငံမှာဖီတရာစားသုံးထိုက်တဲ့သူမရှိဖီတရာစားထိုက်တဲ့သူတော့မရှိဘူးအဲ့လိုချမ်းသာတာပေါ့ဗျာအဲ့လိုမျိုးလူတွေအတွက်ကြရင်သူတို့ရဲ့အကြောင်းပြချက်တွေအဲ့ဒီ reason တွေဟာအဂျဇာအခရာဂျူဟာဘာဒ်ဆလာသူအစင်ပြေတဲ့အချိန်ဆလာဝပြုပြီးဒီအင်နမာပြီးနောက်ပိုင်းမှာလည်းသူအစင်ပြေတဲ့အချိန်မှာဖီတရာပေးခွင့်ရှိတယ်ဆိုပြီးတော့မှပညာရှင်တွေအသီးသီးဆုံးဖြတ်ထားကြတာဒါဖီတရာနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ကျွန်တော်အနေနဲ့ပြောတာဖြစ်တယ်နောက်တစ်ခုဟာကျွန်တော်တို့ဆလာဝပြုတာနဲ့ပတ်သက်ပြီးတော့မှအစ္စလာမ်ဝပြုတဲ့နေရာမှာကျွန်တော်တို့အခုလမြင်ပြီးဟေးဆိုရင်အဲ့ဒီနေ့ရမဇန်အောင်ဆုံးနေ့နေဝင်ချိန်ကနေစပြီးတော့မှအစ္စလာမ်ဝမပြုတဲ့အချိန်အထိလူတိုင်းအမျိုးသားအမျိုးသမီးခလေးလူကြီးအလုံးဟာဘာလို့ရမလဲတကဘီဆိုအောင်တကဘီဆိုရအောင်တတော်များများကျွန်တော်တို့
မြန်မာမွတ်စလင် community မှာအဲ့ဒီဆွန်နာဟာလုံးဝပျောက်ဆုံးလာတယ်ဗလီမှာပဲဗလီဆရာကိုဆိုခိုင်းလိုက်တယ်ဗလီဆရာဆိုတာကိုနောက်မှနည်းနည်းလိုက်ဆိုတယ်ပြီးတော့အမို့အချိန်တိုင်းမှာဟတ်တာအစ်ဘ်ဥမာဟဇရတ်ဥမိုင်ဒါအဗ်ဒူလာဘင်ဥမာဆိုရင်ဒီတကဘီတွေကိုဈေးထဲမှာသွားပြီးတော့အတန်အကျယ်နဲ့ဆိုတယ်ဈေးကလူတွေလည်းသူဆိုတာကိုကြားပြီးလိုက်ပြီးတော့ဆိုတယ်ဆိုပြီးတော့မှဟဒီတွေတည်တည်ရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကုရ်အာန်ကျမ်းမှာရောရှုမြတ်ကဆူရာဘကာအနံပါတ်185မှာအလ္လာဟ်မိတ်ထားပြီးသားတယ်ဝလီတုကမီလ်အစ်ဒါဒီရမဇန်လမ်းကိုကုံဆုံးစေလိုက်တာဟာရမဇန်မှာအကြောင်းကြောင့်မင်းတို့တက်ကွက်ခဲ့တဲ့ရက်တွေကိုအစားထိုးနိုင်ဖို့ကဘာဖြစ်နိုင်ဖို့ပြီးတော့ဝလီတုကဘီရူလာဟအလာမာဟဒါကွမ်အလ္လာဟ်လမ်းညွှန်ထားတဲ့လမ်းညွှန်ချက်နဲ့အညီအလ္လာဟ်ရဲ့ကြီးကျယ်ကြောင်းတွေကိုရွတ်ဆိုနိုင်ဖို့ဝလအလ္လကုမ်တရှ်ကူရူန်အလ္လာဟ်ကိုကျေးဇူးတည်တတ်ဖို့ရမဇန်ကုံဆုံးရစေခြင်းရဲ့ရွယ်ချက်ကိုအလ္လာဟ်ပြောနေတာ၃ချက်အကြောင်းရမဇန်မှာဝဇာတွေမထားနိုင်ဘူးဆိုရင်ဒီတုကဘီလ်အစ်ဒါတခြားရက်တွေမှာဘာလို့အခုရမဇန်ပြီးသွားပြီဆိုရင်နေကောင်းကျမ်းမှလာရင်ကဘာပေးရအဲ့ဒီတည်းမှာဝလီတုကဘီရူလာဟအလာမာဟဒါပြီးတော့တကဘီဆိုရမယ်အလ္လာဟ်ရဲ့ကြီးကျယ်ကြောင်းတွေကိုဆိုဘာဖြစ်လို့ဒီရမဇန်လမ်းမြပြီးသွားပြီဆိုတော့လာမြင်ပြီဟေးဆိုတဲ့အဲ့တောက်လျှောက်ဘာလို့တကဘီဆိုခိုင်းတာလဲကျွန်တော်တို့ဒီရမဇန်မှာအခုတယောက်မှခင်ဗျားသူ့ရေတိုက်လို့မတော့ပတ်စံတသိန်းပေးမယ်ဗျာခင်ဗျားရိုဇာကိုဖြတ်လိုက်ဗျာရေတောက်လိုက်သမင်းစားလိုက်သို့မဟုတ်တခါတလေအခန်းထဲမှာကျွန်တော်တယောက်တည်းစီတယ်စိတ်ကွယ်ရမှာကျွန်တော်တယောက်တည်းဘသူမှမမြင်ဘူးအဲ့ဒီမှာကျွန်တော်ရေတောက်လို့ရတယ်မတောက်ဘူးဘာဖြစ်လို့လဲအလ္လာဟ်ရဲ့အမိတ်အလ္လာဟ်ရဲ့ကြီးကျယ်မှုအဲ့ဒီတော့အခုအင်ရှာအလ္လာဟ်ဒီညလာမြင်လို့မနေ့ပြန်ဆိုရင်ကျွန်တော်တို့အဲ့ဒီအချိန်မှာဣဒမာဖတ်ဖို့မလာခင်အိမ်ရထွက်တာနဲ့စုံလုံးဒီကိုမာဂနန်ဖြစ်စားခြင်းသည်မုစတဟဘ်ဘွန်မုစတဟဘ်ဖြစ်လာမမြင်ခင်မှာအဲ့ဒီအချိန်မှာစားတော့ခြင်းသည်ဘာဖြစ်လဲဟာရမ်အဲ့တော့အလ္လာဟ်ရဲ့အမိတ်အလ္လာဟ်ရဲ့ကြီးကျယ်မှုအဲ့ဒီအတွက်ကြောင့်အဲ့ဒီတကဘီတွေကိုဘာလို့ခိုင်းလဲများရွတ်ဆိုခိုင်းတယ်ပြီးတော့ကျွန်တော်တို့အစ္စလာဝဂျီဘူလာတဲ့အခါကျရင်ကျွန်တော်တို့နိုင်ငံမှာကတော့အီဒဂါအသိမရှိဘူးအမှန်မှာတော့အစ္စလာကိုအီဒဂါမှာဖတ်ခြင်းဟာဆွန်နာအဲ့တော့အီဒဂါမရှိတဲ့အတွက်ကြောင့်ရှိတဲ့နေရာလဲကိုယ်နဲ့ဝေးတယ်ဆိုရင်နိစ္စရပလီတွေကိုအစောဆုံးသွားအင်းနေမှာပလီကိုအစောကြီးလာရမယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှလည်းဟာဒီသူအစ်ဘ်အဘ္ဘာစ်ရဒီအလ္လာဟူအန်ဟူမာသူရဲ့ဟာဒီစ်ရဝါဟူအစ်ဘ်ခူဇိုင်မာသူရဲ့ဆဟီဂျာမှာမတန်းတင်ထားတယ်အဲ့ဒီမှာကျွန်တော်တို့အဗ္ဒူလာဘင်ဥမာသူကကအန်နဟူကာနယဂဒူယောမလ်အီဒ်အင်းနေမနခင်းဆိုရင်သူပလီကိုအစောကြီးလာတယ်ဝယူကဘ်တကဘီရီဆိုတယ်ဝယရဖအူဆူတဟူအတန်ကျဲနဲ့ဆိုတယ်အမျိုးသမီးတွေကတော့အမျိုးသမီးတွေပဲရှိတယ်ဆိုရင်အတန်ကျဲနဲ့တကဘီကိုဆိုလို့ရတယ်အမျိုးသားတွေပါကြားနိုင်တယ်ဆိုရင်သူတို့အတွက်အတန်တိုးပဲတကဘီဆိုအောင်အတန်ကျဲကြီးဆိုခွင့်မရှိဘူးالله أكبر الله أكبر الله أكبر لا إله إلا الله الله أكبر الله أكبر ولله الحمد صديق ألو تكبير كبارو أمره كم يا لا مين بي سورة نيوين زيان سابي دوما دي صلاة ومن بيوكي أتشين تي ألي تكبير كو ميا سوام أراها من السنة تبنا ميا صلى الله عليه وسلم سنة نور شيخها إيه صلاة وبيوكي أنا بدأ برما إيه تينيا شريك ما تخوهاအမျိုးသမီးများအနေဖြင့်အစ္စလာဝတ်ပြုတဲ့နေရာဣဒဂါဆိုရင်ဣဒဂါဗလီဆိုရင်ဗလီတည်တံ့သူတို့အတွက်နေရာရှိတယ်ဆိုရင်အမျိုးသမီးတွေအနေနဲ့အစ္စလာဝတ်ပြုဖို့လာခြင်းသည်မုစတဟဘ်ဘွန်အင်ဒလာအိမတ်ဆလာသာအီမမ်၃ပါးဖြစ်တဲ့ရှာဖီမာလီကီဟမ်ဘလီသူတို့ရဲ့ထံမှာဘာဖြစ်လဲမုစတဟဘ်ဘာဖြစ်လို့လဲအဲ့ဒါပတ်သက်ပြီးဟာဒီရှိတယ်ဟာဒီဘူခါရီကျမ်းမှာလည်းဟာဒီရှိတယ်971မှာခொနည်း987မှာဘူခါရီဒီအဒီကိုမှတန်းတင်ထားအုမ္မအတီယာဆိုတဲ့ဆာဟာဘီမျိုးသမီးကစင်ပြန်ပြပြတယ်ကုလနာနုအမရူကျမတို့အမျိုးသမီးတွေလည်းအမိတ်ပေးခံရတယ်ဘယ်သူမိတ်ပေးတာလဲမလီဆပ်လားမဟုတ်ဘူးတမန်တော်မြတ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်မိတ်ပေးတာကျမတို့ဆာဟာဘီအမျိုးသမီးတွေလည်းနုအမရူအမိတ်ပေးခံရတယ်ဘာလို့လဲအန်နခရူဂျာယောမလ်အီဒ်အင်းနေကြရင်ဣဒဂါကိုထွက်ဖို့حتى نخرج البكر من خدرها ဘယ်အထီးတောင်တမန်တော်ကအမျိုးသမီးတွေကိုပိစလာဝတ်ပြုဖို့အမိတ်ပေးတယ်ဆိုရင်ပြိုးပေါ်ဝင်္ဂါစ
အမျိုးသမီးမင်ခိဒရီဟာအိမ်တွင်းဘုံအိမ်တွင်းမှာပဲနေတဲ့ပြိုးပေါ်ဝင်ငါစအမျိုးသမီးတွေတောင်မှဗလီကိုလာခိုင်းတယ်ပြီးပြီလားမပြီးသေးဘူးဟတ်တာနုခရီဂျ်အလ်ဟူယတ်ဓမ္မတာလာနေတဲ့အမျိုးသမီးတွေဓမ္မတာလာနေတဲ့အမျိုးသမီးတွေလည်းဘာလို့ခိုင်းတယ်ဗလီမှာလာခိုင်းတယ်လာခိုင်းပြီးတော့ဖယကွန်နခလ်ဖန်နတ်ဓမ္မတာလာတဲ့အမျိုးသမီးတွေဟာဆလာဝပြုလို့မရဘူးသို့တော့သူတို့ဟာလူတွေရဲ့နောက်မှာနေရမယ်ဖယုကဘရနာဘီတကဘီရီဟင်နာလူတွေတကဘီဆိုရင်သူတို့ရဲ့တကဘီဆိုဝယဒူနာဘီဒူအာဟင်နာလူတွေဒွာလို့သူတို့ရဲ့ဒွာလို့ဘာဖြစ်လို့ယရဂျူနာဘရကတ်ဒါလီကလ်ယောမ်အဲ့ဒီအင်းနီရဲ့ဘာရကမင်္ဂလာဝတဟာရာတန်ဆေးမှုထဲမှာအမျိုးသမီးတွေကိုလည်းဓမ္မတော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ပါဝင်စေခြင်းနဲ့ပါဝင်စေခြင်းတဲ့ကြောင့်အမျိုးသမီးတွေဗလီကိုလာဖို့အတွက်ဓမ္မတော်မြတ်ဟာတင်းထန်အင်းနီမှာတခြားအချိန်တွေကိုအလောက်မိတ်ထားတာမရှိဘူးအင်းနီမှာအများကြီးတွေဝါရသည်ရှိတယ်ဒီအဒီကဘူခါရီမှာရောမွတ်စလင်ဆိုအဒီမှာ850မှာဒီအဒီကိုအီမမ်မွတ်စလင်မှာတန်းတင်ထားတာအဲ့ဒီတိုင်းပဲဒီဟဒီကိုအခြေခံပြီးတော့မှပညာရှင်တွေကယူစတဟဘ်ဘူဟူဒူရ်နီဆာဝဆဘီယန်မျိုးသမီးတွေကလေးတွေကိုအစ္စလာမ်အတွက်ခေါ်ဆောင်လာခြင်းဒီမုစတဟဘ်ဖြစ်တယ်ဆိုပြီးတော့ဆုံးဖြတ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အုမ်မီအတီယာနောက်ဝါယတ်တစ်ခုမှာသူကဘာပြောတယ်ဆိုတော့အမာရနာရဆူလုလ္လာဟ်ဆလ္လာလဟ်အလိုင်းဝါဆလမ်တမန်တော်များဟာအမိန့်ရှိတယ်အန်နုခရီဂျဟွန်နဖီလ်ဖစ်ရ်ဝလ်အဒဟာအီဒူလ်ဖစ်ရ်မှာရောအီဒူလ်အဒဟာမှာရောအမျိုးသမီးတွေအီဒဂါမှာလာပြီးတော့ဆလာဝပြုဖို့အမိန့်ပေးတယ်နောက်ဆုံးတော့ဒီအလ်အဝါတစ်ပြိုးပေါ်ဝင်ငါစအဝါတစ်ဆိုတာရှာဘဟဒီသတ်လ်ဘလူပြိုးပေါ်ဝင်ငါစမိန်းကလေးတွေဝလ်ဟူယတ်တမ်ဒါရဲ့အမျိုးသမီးတွေဝဒဝါတ်လ်ခူဒူအိမ်တွင်ဘုံအမျိုးသမီးတွေအဲ့ဒီသူတို့အားလုံးဟာအစ္စလာမ်ပြုဖို့တဲ့ဗလီဝလာဖအမ်မလ်ဟူယဒူဒူဒဟိုင်လို့ပြောတဲ့တမ်ဒါရဲ့အမျိုးသမီးတွေဟာဖယတဇလ်နဆလာဆလာဝပြုတဲ့နေရာမှာပါဝင်ရဆလာဝပြုခြင်းကနေတီးချနေရမယ်ဝယရှဟဒ်နလ်ခိရ်တောင်းတဲ့ကိစ္စတွေမှာပါဝင်ရမယ်ဝဒအဝတ်လ်မွတ်စလင်မွတ်စလင်တွေဆူတောင်းတဲ့တော့မွတ်စလင်တွေမှာဆူတောင်းလာတယ်ဆူပေါင်းတော့ပြောတာမဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးအဘ်နဟဂျာဆလာမ်ရာဟီမဟူလာသူဖတ်တူလ်ဘာရီမှာပြောတယ်ဗလီခွတ်ဘာပေးတဲ့ဆရာကအင်းနေမှာဒွါတောင်းရင်မွတ်စလင်တွေအားလုံးအတွက်ပေါအောင်တောင်းတယ်အဲ့ဒီမှာတိုးအတန်တိုးနဲ့လူတိုင်းအာမင်ဆိုလို့ရတယ်အတန်ကျဲလို့မရဘူးအတန်တိုးနဲ့အကောင်းဆုံးဒီစိတ်ထဲကနေအာမင်ဆိုမယ်အဲ့ဒီထဲမှာအဲ့ဒီဒွါထဲမှာအမျိုးသမီးတွေကိုလည်းဓမ္မတော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ပါသေးခြင်းတယ်အဲ့တော့မိခင်ကြီးကဒီအမျိုးအုမ္မအတီယာကုလ်တူယာရဆူလလာရှောက်တယ်အိုလာရဆူအဟဒါနာလာယကူနူလဟာဂျလ်ဘာဓမ္မတော်အခုဗလီလာတော့ဟုတ်ပြီဗလီကိုဓမ္မတော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်လာဖို့ခိုင်းတာဟုတ်ပြီဓမ္မတို့ထဲမှာတချို့တွေစင်ရဲလို့အပေါ်ချုံတယ်မရှိဘူးဗျာဘုရခါမရှိဘူးဘယ်လိုလုပ်ဟာတမန်တော်ပြောလေလီတူလ်ဘစ်ဟာအခတူဟာမင်ဂျလ်ဘာဘီဟာရှိတဲ့မွတ်စလင်အမျိုးသမီးတယောက်ကမရှိတဲ့အဲ့ဒီညီမမွတ်စလင်ညီမကိုဘာလုပ်လဲငါပေးလိုက်အဲ့ဒီလောက်ထိပြောတာရဝါလ်ဘူခါရီဂျန်ဟဒီနံပါတ်351မွတ်စလင်ဂျန်ဟဒီနံပါတ်1278အဲ့ဒီဟဒီမှာမတန်းတင်ထားတယ်အဲ့ဒီတော့ကျွန်တော်တို့အမျိုးသမီးတွေအနေနဲ့ဟိုအိတ်နမှာလာရောက်ဖို့မဖြစ်မနေဖရတ်လို့ပြောနေတာမဟုတ်ဖရတ်ပြောနေတာမဟုတ်မုစတဟဘ်ဘ်အယံကောင်းတယ်ဘာဖြစ်လို့လဲတချို့အကြောင်းပြတယ်ဗျာဟိုမြို့သမီးတွေဒီခေတ်မှာအပြင်ထွက်ရင်ဖစ်တနာဖြစ်တဲ့ဝူပြည့်တဲ့ဒီဖြစ်တဲ့စသည်ဖြစ်အဲ့ဒီမြို့သမီးတွေပဲဈေးမှာသွားနေတယ်အဲ့ဒီမြို့သမီးတွေ shopping ပတ်နေတယ်အဲ့ဒီမြို့သမီးတွေဘယ်မှာသွားနေနောက်ဆုံးဟိုတယောက်တည်းခရီးထွက်ခွင့်မရှိတဲ့ခရီးတွေကိုတော့မှတယောက်တည်းသွားနေဗလီတော့လာလို့မရအောင်မုစီဘတ်ကဗလီတော့မလာနဲ့တဲ့မကရူဖြစ်တယ်ဘာဖြစ်လဲမကရူအဲ့တော့အဲ့ဒီအဆိုဒီကောလုမ်မရဂျူလုံးဝအားနေတယ်အဆိုအဲ့ဒီကိစ္စပေါ်မှာအကြောင်းပြတာရှိတယ်ဥမရဒီအလ္လာဟူအန်ကမြို့သမီးတွေဗလီလာကိုတားခဲ့တယ်ဆိုလုံးဝမမှန်ဥမရဒီအလ္လာဟူအန်ကသူ့အမျိုးသမီးကိုသူအရန်ချစ်တယ်သူ့အမျိုးသမီးကအဲ့လိုဗလီလာတာကိုသူကသူ့အတွေ့အခေါ်ရသူ့အယူအဆရသူမနစ်တဲ့မနစ်တဲ့ကြောင့်သူ့မျိုးသမီးကဘူခါရီဟဒီပဲသူ့မျိုးသမီးကပြောလဲတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်တာခိုင်အမိတ်ပေးထားတဲ့ကိစ္စတစ်ခုကိုဥမရကတာမလာအဲ့လိုမေးတော့စကာတာအစရောမတတိပဲနေတယ်တတိပဲနေတယ်ဘာဖြစ်လို့လဲကျွန်တော်တို့အစ္စလာမ်သာသနာဟာကောင်းရာကိစ္စတွေမှာဖုံးမခွဲခြားထားဘူးအမျိုးသမီးတွေကိုမင်းတို့အိမ်မှာပဲထမင်းချက်ဗလီမှာဘာဖြစ်နေလဲမသိဘူးတချို့အမျိုးသမီးတွေဗလီကိုမမြင်ဘူးဗလီထဲမှာဘာရှိလဲလည်းမသိဘူးဘာမှမသိဘူးရှိသမျှ shopping ကိုပတ်မယ်အဲ့မှာဖတ်သွားမထုတ်ဗလီပဲနဲ့အမျိုးသမီးတွေလာဖို့ပြောတယ်
အဲ့ဒီမှာဖတ်သွားထုတ်တော့ဖစ်တနာရှိတယ် shopping mall မှာရှိတဲ့အမျိုးသားတွေဈေးမှာရှိတဲ့အမျိုးသားတွေကဘာဖစ်တနာမှမလုပ်နိုင်ဘူးဗလီမှာဆလာတ်လာဝတ်ပြုတဲ့အမျိုးသားတွေကဖစ်တနာလူတွေလားအဲ့ဒါလုံးဝပါတယ်နေရိုမိုင်းအမြင်ချင်းတယ်အဲ့ဒီတော့အမျိုးသမီးတွေဗလီမှာလာရောက်ဝတ်ပြုခြင်းမစတာဖြစ်တယ်ဆိုတဲ့အချက်ကိုလက်ခံရမယ်အဲ့ဒါမှသူတို့တွေတယောက်နဲ့တယောက်ဗလီမှာမိတ်ဆွေတွေဖြစ်လာမယ်အမေတယောက်ကပူသီးနောက်တယောက်ကို sharing လုပ်မယ်အဲ့ဒါတွေဖြစ်လာအဲ့ဒါတွေဖြစ်လာအဲ့ဒီတော့နောက်တစ်ချက်ဟာအိနေရဲ့ဆွနတ်ထက်ကနောက်တစ်ခုကအလ်ဂုစရလ်အီဒိုင်ဂျူမာနီလိုပဲအိနေအတွက်အစ္စလာမ်ဝန်ပြုခဲ့ရင်ရေချိုးခြင်းသည်ဆွနတ်တွန်အဲ့ဒါနဲ့ပတ်သက်တော့ဟာဒီသ်ရှိတယ်ကျွန်တော်အချိန်မရှိတော့နောက်တစ်ခုဟာလုဘ်ဆူအဟ်ဆန်သီယာအိနေရဲ့ဆွနတ်ထက်မှာနောက်တစ်ခုဟာဘာလဲမမိမှာရှိတဲ့အကောင်းဆုံးသောအဝတ်အစားကိုဝတ်ဆင်ပြီးတော့ဗလီယူလာအောင်အဲ့ဒါက shopping mall တွေမှာပတ်ပြီးတော့မှဘယ်သူမှမဝယ်တဲ့အင်ဂျီလိုက်ဝယ်ခိုင်းတာမဟုတ်ဟိုမှာရှိတဲ့အဝတ်အစားတွေထဲကနေဘာလုပ်အောင်မလဲအကောင်းဆုံးတစ်ထည်ကိုယူပြီးတော့မှဝတ်ပြီးလာလိုက်ပြီးသွားပြီပြီးသွားအခုကအင်းနေရောက်ပြီဆိုရင်ကျွန်တော်တို့မိမတွေမူစီဘက်ကပါလေဒီဘောရခါဝယ်ဖို့ဒီအင်ဂျီဝယ်ဖို့ကဖရာအဲ့ဒီနေ့ခင်ဗျားမဝယ်ပေးတဲ့နေ့အနေတနေ့တော့ဒုက္ခပဲတကယ်တော့အဲ့ဒါကိုပြောနေတာမဟုတ်တန်နိုင်တယ်ဘာပဲဖြစ်တနေ့မှတစ်ချိန်လာတယ်ဗျာအစ်စ်ဝဲခြင်းတယ်ပြဿနာမဟုတ်တချို့ကမတတ်နိုင်ပါလေနဲ့အဲ့လိုချီးပြီးတော့ဟိုလူစရာချီးဒီလူစရာချီးပြီးတော့မှအဲ့ဒီအဝတ်အစားတွေဝယ်ဖို့အတွက်ဘာလို့လဲ shopping mall ပတ်မယ်ပလာဇာပတ်မယ်ဟို mall ဒီ mall ပတ်မယ်တချို့ဆူဘဟာနလာကျွန်တော်ဒါထဲမှာကျွန်တော်ပို့ဆောင်တစ်ခေါက်တင်ဘူးတယ်အဲ့လိုပဲကျွန်တော်လည်း shopping mall ရောက်သွားတယ်ပေါ့ဗျာအိမ်ကဖိအားပေးလို့အဲ့ဒီတော့အဲ့မှာဘာတွေ့ရသလဲတချို့အဲ့ဒီမောပတ်ဖို့အဲ့ဒီနေ့မှာသူတို့ဟာအဝတ်စားလိုက်ပတ်ဝယ်မယ်ဆိုပြီးတော့ဝစားမထားပေမန်းမှာဆိုလို့ stop ဖလို့လားအဲ့ဒီမှာအဲ့လိုပဲနောက်တချို့အမျိုးသားတွေတွေ့ရတယ်ကွန်တဝါဝါနဲ့တကယ်အဆက်မရှိတဲ့လူတွေပေါ့နော်လူတွေကိုလည်းမရှက်ဘူးအလားကိုလည်းမကြောက်ဘူးအစ္စလာမ်ကခင်ဗျားဘယ်တော့တိကြတယ်အမျိုးသမီးတယောက်ဓမ္မတာလာတယ်ဓမ္မတာလာတဲ့အမျိုးသမီးတောင်ဓမ္မတာလာပြီးဆိုတော့ဒါထားခွင့်မရှိဘူးဒါထားခွင့်မရှိဘူးရမဇန်ပြီးသွားမှသူဘာလို့မကောပြန်ပေးရရိုဇာကိုနမတော့ပေးကြမလို့အဲ့ဒီအမျိုးသမီးတောင်မှအိမ်မှာမိတယောက်တည်းတိုးတိတ်စားတော့ဓမ္မတာလာတဲ့အမျိုးသမီးဟိုမှာရှိတဲ့ဒီဘက်ကအမျိုးသားတွေအာကောင်းမောင်းတယ်သူဟာသူအစာအိမ်ပဲဖြစ်အကျိုးရှိတယ်ရမဇန်ရောက်လို့မှဆိုရင်အစာအိမ်ထားလာတော့ဆေးပြမယ်ဒီဆေးပြမယ်စသည်ဖြစ်အဲ့ဒီလိုလူတွေလည်းအမျိုးမျိုးတွေ့ရတယ်အဲ့ဒီတော့ဒီအဝစားဝယ်ဖို့အကြောင်းပြချက်နဲ့ဘာဖြစ်လာတယ်လဲရိုဇာမထားဘူးအလီယာသူပဲလားအဲ့ဒီတော့ကျွန်တော်ဟာဒီကပြောတာအင်ဂျီအစ်စ်ဝယ်ခိုင်းတာမဟုတ်အင်ဂျီတွေထဲမှာအကောင်းဆုံးတစ်ခုကိုအဲ့ဒါအကောင်းတယ်နောက်တစ်ခုကယူစတာဘူတတယုဘအင်းမှာအမွေးကြိုင်ကိုမှရေမွေးရှိတယ်ဆိုရင်အကောင်းဆုံးသောရေမွေးတစ်ခုသို့မဟုတ်ရှိတဲ့ရေမွေးအဲ့ဒီအမွေးကြိုင်အသုံးပြုပြီးတော့မှပလီကိုလာတာဟာဆွန်နာဘာဖြစ်လို့လဲအဲ့ဒီနေကြရင်လူတွေအားလုံးလာလူတွေအားလုံးစုလာကြဘာဖြစ်လို့လဲရောက်မှုဇီနာအင်းနေဆိုတာရောက်မှုဇီနာအလာတရားရဲ့နေ့အားလုံးဟာလာပပဖြစ်နေအောင်ကျူပွေးတန့်စင်နေအောင်အဲ့ဒီအချိန်မှာကိုကဟိုထွေးစော်တနန်းကတွင်းနဲ့တနန်းနဲ့ဆိုရင်အားလုံးဒုက္ခရောက်အစမပြေဘူးအဲ့အတွက်ကြောင့်ဘာလို့အောင်မလဲဒီလိုဂျုံမာနေ့တွေအဲ့နေ့တွေမှာအမွေးကြိုင်တုတ်လိမ့်စင်းသည်ဆွမ်းဖြစ်တယ်အဲ့ဒီတိုင်းပဲတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ဆွမ်းထက်ကနောက်တစ်ခုကအိုင်ယာအကူလာဘာဆလာတ်အလ်ဖဂျရ်ဝကဘလ်ဒဟဘ်အစ္စလာတ်အလ်အီအစ္စလာဝုံပြုခဲ့အယေဖဂျရ်ဘီနောက်ပိုင်းအစ္စလာဝုံပြုခင်ဂျာကာလာမှာတခုစားပြီးတော့ဗလီလာခြင်းသည်ဆွမ်းနာဘာဖြစ်လို့လဲအပြီးမြောက်ဝါထွက်သွားပြီဥပုပ်လကုံဆုံးသွားပြီဆိုတာလူလည်းသိသွားမယ်ပြီးတော့အလ္လာဟ်ရဲ့ကြီးကျယ်မှုကိုလည်းတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်အဲ့ဒါနဲ့သက်သေပြချင်တာဘာဖြစ်လဲအဲ့ဒီနေ့ဒီအိဒ်မတိုင်ခင်နေ့မှာအဲ့ဒီဖဂျရ်ပြီးချိန်ကနေတောက်လျှောက်အမမစားမတော့ရအောင်သို့တော့အဲ့ဒီမှာပြောတယ်ဖဂျရ်ပြီးကနေအစ္စလာမ်ဝတ်ပြုဖို့မလာခင်စားကြမှာစုံမလုံးဒီတို့ဘာလို့မာဂလန်နဲ့စားပြီးတော့မှလာချင်းဟာဆွန်နာရနဘဒ်ရောဘူခါရီဂျမဟာဒီစီတမန်မြတ်ဟာလာယဂဒူယောမလ်ဖစ်ရီဟတ်တာယအကူလတမရာဝယအကူလုဟွန်နဝတ်တရန်တမန်တော်များဟာစုံလုံးဒီမစားပဲဗလီကိုမလာဘူးတဲ့အင်းနဲ့မှာစားရင်လည်းမာဂလန်နဲ့စားပြီးတော့လာတယ်ဆိုပြီးတော့တမန်တော်များဆလ္လာလဟ်အလိုင်းဝါဆလမ်ရဲ့အဒီဒီမှာတွေ့ရအဲ့တိုင်းပဲအင်းနဲ့မှာကျွန်တော်တို့အသွားတလန်းအပြန်တလန်းလမ်းကိုဆန့်ကျင်ဘက်ရှောက်ခြင်းဟာလည်းအဘာသာဖြစ်အဖြစ်လို့လဲမေးရရှိတယ်လေ
အင်းနေမှာဘာဖြစ်လို့အသွားတလန်းအပြန်တလန်းဘာဖြစ်လို့လဲအီဘာဒတ်လုပ်ဖို့လာတဲ့ကြောင့်အဲ့ဒီခြေလမ်းတွေရဲ့နေရာတွေကိုများစေချင်တယ်တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်နေရာတွေကိုများစေချင်တယ်အဲကြောင့်ကျွန်တော်တို့ဆလာဝတ်ပြုနေမှာဖရတ်ဆလာဝတ်ပြုပြီးသွားပြီဆိုတာလေအဲ့ဒီနေရာမှာပဲအကြောင်းမဲ့ဘုံပြုရအောင်ဆွမ်းဖတ်ဖို့အတွက်နည်းနည်းလေးရွှေ့ခိုင်းတယ်နည်းနည်းလေးမလုပ်ခိုင်းတယ်ရွှေ့ခိုင်းတယ်ဘာဖြစ်လဲဒီနေရာတွေဟာကယာမတ်နေ့မှာတည်ဖြစ်လာမှာကောင်းလာလို့လေတည်ဖြစ်လာမှာကောင်းလာလို့ရင်လည်းတည်ဖြစ်လာမှာအဲဒါကြောင့်ဒီအခုအီဘာဒတ်လုပ်ဖို့အတွက်ဗလီဝလာတဲ့အပေါ်မှာဒီအိတ်နေ့မှာအသွားတလန်းအပြန်တလန်းဆိုပြီးတော့မှသူရဲ့ဟက်မာပေါ့နော်အမြောင်မြင်ကိုအစ်ဘန်ဟာဂျာကဖတ်တူလ်ဘာရီမှာတင်ပြထားတာတွေ့ရတယ်ပြီးတော့ကျွန်တော်တို့အိတ်နေ့မှာဟိုအကောင်းဆုံးသောစကားတစ်ခုတင်ပေးမယ်အဲ့ဒါပြီးကျွန်တော်နေကုန်းချုပ်အဲ့ဒါဟာကာနာဂျူဘိုင်ဘင်နူဖိုင်သူကပြောဂျူဘိုင်ဘင်နူဖိုင်အင်ကေဘာရီတာဘီအင်ကြီးတွေထဲသူကပြောတယ်ကာနာအဆဟာဘ်ရဆူလ ল্লাহি ဆလ္လာလဟ်အလိုင်းဝါဆလမ်တမန်တော်မြတ်ရဲ့ဆဟာဘာတွေဟာအီဒလ်တကောယုံမလ်အီဒ်အင်းနေ့မှာတယောက်နဲ့တယောက်အခုတွေ့ဆုံပြီးအင်းနေ့မှာတယောက်နဲ့တယောက်တွေ့ကြပြီးဆိုရင်ယကူလူဘအဒူဟွမ်လီဘအဒ်အချို့ဆဟာဘာတွေကအချို့ဆဟာဘာတွေကိုအင်းနေ့မှာတွေ့ပြီးဆိုရင်ဒီစကားလေးပြောတယ်အဲ့ဒါဘာလဲတကဘလလာဟူမင်နာဝမင်ကွမ်အဲ့ဒါအင်းနေ့မှာပြောမယ်အကောင်းဆုံးသောစကားအကောင်းဆုံးစကားတယောက်နဲ့တယောက်အခုအစ္စလာမ်ဝတ်ပြုပြီးပါပြီဆိုတော့တွေ့တယ်ဗျတွေ့တဲ့အချိန်မှာပြောမှာတကဘလလာဟူမင်နာဝမင်ကွမ်ခမည်းရဲ့ရမဇန်မှာလုပ်ခဲ့တဲ့အမလအကျင့်သီလတွေကိုကျွန်တော်ရဲ့ရမဇန်မှာလုပ်ခဲ့တဲ့အမလအကျင့်သီလတွေကိုတကဘလလာအလ္လာဟ်လက်ခံတော်မူပါစေလို့ဒွါပေးတာအဲ့ဒါကြည့်တဲ့စကားရှိဦးမလားမရှိတော့ဘူးအဲ့တော့တကဘလလာဟူမင်နာဝမင်ကွမ်အင်းဒီမှာတယောက်နဲ့တယောက်တွေ့ပြီးဆိုရင်အဲ့ဒီလိုမျိုးဟိုဒွါတောင်းပေးတာအဲ့ဒီနှုတ်ခွန်းဆက်စကားကိုပြောတာဟာအကောင်းဆုံးပဲအဲ့ဒီတော့ကျွန်တော်တို့အားလုံးကိုအလုပ်ရှင်များဟာဟူလာမဲ့အိတ်ကိုပေါ့အခုကြံရှိတဲ့ဒီရမဇန်ရက်ကိုပေါ့အကောင်းဆုံးပုံစံနဲ့ကျင့်သုံးနိုင်ကြပါစေဝါခီရူဒါဝါနာအလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်